သူတို့သားပစ္စည်းငယ်လို့နောက်တစ်ယောက်နဲ့လိုက်ပြေးသွားတာကြောင့်ဝေဖန်ခံနေရတဲ့သူတို့သမီးဒီအပိုင်းအွန်လိုင်းစာမျက်နှာတွေထက်မှမင်္ဂလာပွဲဆိုပေမဲ့သူတို့သမီးမပါဘဲနဲ့သူတို့သားတစ်ယောက်တည်းမျက်ရည်စလက်နဲ့ရင်ဆိုင်ပြတ်သန်းနေရတဲ့မင်္ဂလာပွဲတစ်ပွဲကလူပြောများနေပါတယ်။ရိုးသားစူးစမ်းတဲ့သူတို့သားလေးကပြင်ဦးလွင်နောက်တကောရွာကအစမေးချောင်မင်္ဂလေးတဦးကိုမြမျက်နုနုနဲ့တရားဝင်လက်ထပ်ဖို့အတွက်စီစဉ်ခဲ့တာဖြစ်ပါတယ်။မိသားစုကမချမ်းသာပေမဲ့တရားလုံးကိုဖိတ်ကြားပြီးတော့မှအိတ်ကန်ကျွေးမွေးဖို့အတွက်အကောင်းဆုံးပြင်ဆင်ထားခဲ့တာပါ။ဒါပေမဲ့မင်္ဂလာဆောင်မဲ့နေ့မှာပဲသူတို့သမီးကတခြားအမျိုးသားတစ်ယောက်နဲ့ခိုးရလိုက်ပြေးသွားခဲ့လို့သူတို့သားနဲ့မိသားစုမှာအကြီးအကျယ်အဆက်ကွဲခဲ့ရပါတယ်။ဒီဖြစ်စဉ်ကိုအလောကအံ့ဩမြင်သက်သွားစေခဲ့တဲ့ကောလာဟလအကြောင်းရင်းကတော့သူတို့နှစ်ဦးကမင်္ဂလာမဆောင်ခင်တလခွဲလောက်ကြိုတင်အတူနေထိုင်ခဲ့ကြပြီးသူတို့သမီးကသူတို့သားရဲ့အတွင်းဖြစ်စီသေးတာကိုသဘောမကျလို့အခုလိုရဲရဲဆက်ဆက်ဖြစ်ထားခဲ့တာဆိုပြီးတော့သတင်းတွေထွက်နေတာဖြစ်ပါတယ်။သူတို့သားလေးစိတ်လိုက်မတကူကိုမလုပ်ဖို့အတွက်ရွာကလူကြီးတွေကဝိုင်းဝန်းနှစ်သိမ့်ဖေးမပေးခဲ့ကြပြီးတော့မင်္ဂလာပွဲကိုလည်းအလူပွဲအဖြစ်ရင်းနှနာနဲ့ပြောင်းလဲကျင်းပလိုက်ရပါတယ်။ဒီအဖြစ်ပြအပေါ်မှာအွန်လိုင်းသုံးစွဲသူတွေကြားမှာတော့သူတို့သမီးရဲ့တစ္ဆာမဲ့တဲ့လုပ်ရက်ကိုအပြင်းအထန်ဝေဖန်နေကြသလိုတစ်ဖက်မှာလည်းပဲမချစ်ဘဲနဲ့တစ်သက်လုံးအတူပေါင်းသိရမယ့်အစားအခုလိုကြိုတင်ရွေးချယ်လမ်းခွဲသွားတာကနှစ်ဦးနှစ်ဖက်ပိုကောင်းတယ်လို့မှတ်ချက်ပေးသူတွေလည်းရှိနေပါတယ်။ပရိသတ်ကြီးတို့ရောအခုလိုအဆက်တကွဲဖြစ်ခဲ့ရတဲ့သူတို့သားလေးရဲ့ပွဲနေကြမှာနောက်တစ်ယောက်နဲ့လိုက်ပြေးသွားတဲ့သူတို့သမီးရဲ့လုပ်ရက်အပေါ်ဘယ်လိုမြင်ကြလဲရှင်။